Important things believers must know, Burmese language. ဗတ္တိဇံဆရာယောဟန်နှင့်သူ၏အမိအဘတို့သည်တန်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်နေကြ၏ယောဟန်သည်အမိဝမ်းမှပင်တန်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝခဲ့သည်လူကာတက်16-19တယေလအမျိုးသားများစွာတို့ကိုသူတို့၏ဖျားသခင်ထာဝရဖျားထံတော်သို့ပြောင်းလဲစေတော်မူလိမ့်မည်19အေလိယ၏ဝိညာဉ်တော်နှင့်တကိုးဖြင့်ရှေ့တော်သို့တွား၍အဘ၏စိတ်နှလုံးကိုတာသမီများထံသို့လွှဲစေခြင်းကတရားမျှတသောပညာကိုမနာခံသောသူသည်ထာဝရဘုရားအဖို့ပြင်ဆင်သောလူတို့ကိုပြင်ဆင်စေခြင်းမှာမေခွန်းနှစ်ချင်းဆရာယောဟန်လိုတကိုးကြီးတဲ့လူကဣသရေလတွေအတွက်ဘုရားသခင်နဲ့အတူသူ့ရဲ့တာဝန်ကိုပြောင်းလဲပြီးတပါးအမျိုးသားတွေကိုနှစ်ချင်းပေးမယ်လို့ယုံသလားမဟုတ်ဘူးနှစ်ချင်းဆရာယောဟန်သည်မဿဲမာကုလုကာယောဟန်နှင့်တမန်တော်ကျမ်း9ဆောင်တွင်ယေရှုသည်သူထက်တကိုးကြီးသည်ဟုရှင်းပြခဲ့သည်ယေနှင့်ဗတ္တိဇံပေးမည်ဖြစ်ကြောင်းနှင့်ယေရှုသည်တန်ရှင်းသောဝိညာဉ်တော်ဖြင့်ဗတ္တိဇံပေးမည်ဟုဆိုခဲ့သည်သခင်ယေရှုသည်တန်ရှင်းသောဝိညာဉ်တော်ဖြင့်နှစ်ချင်းခံပြီးတစ်ချိန်တည်းတွင်ရုပ်ပိုင်းဆိုင်ရာနှင့်ဝိညာဉ်ရေးဆိုင်ရာဖြောင့်မတ်ခြင်းနှမျိုးလုံးကိုပြည့်စုံစေခဲ့သည်လူကာ4ထိုအခါယေရှုသည်တန်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍ယော်ဒန်မြစ်မှပြန်လာ၍ဝိညာဉ်တော်အားဖြင့်တောသို့ပို့ဆောင်ခြင်းခံရ၏ယေရှု၏မေတော်မာရိသည်အထက်ခန်း၌ဝိညာဉ်တော်နှင့်ပြည့်နေ၏တမန်တော်ဝတ္ထု13-14သို့ဝင်ကြသောအခါပေတရုယာကုပ်ယောဟန်အန်ဒြေတို့နေရာအပေါ်ခန်းသို့တက်သွားကြဖိလိပ္ပုနှင့်သောမတ်ဘာသောလမဲနှင့်မဿဲအာလဖဲ၏သားယာကုပ်နှင့်ဇွဲရှိမုန်ယာကုပ်၏သားယူဒာ14ထိုသူအပေါင်းတို့သည်ယေရှု၏မေတော်မာရိမိန်းမများနှင့်သူ၏ညီတော်များနှင့်အတူဆုတောင်းပဌနာပြု၍တညီတညွတ်တည်းလျှောက်ကြ၏တမန်တော်နှင့်တလေးပင်တေကုတ်တေပွဲနေပြည်လာသောအခါသူတို့အားလုံးတညီတညွတ်တည်းဖြစ်ခဲ့ကြသည်နှစ်တခန့်ရုတ်တရက်ပြင်းထန်သောလေတိုက်တန်သည်ကောင်းကင်မှထွက်လာပြီးသူတို့ထိုင်သောအိမ်တအိမ်လုံးပြည့်လေ၏သုံးထိုအခါကွဲပြားသောရှာသည်မိကဲ့သို့ထင်ရှား၍လေထိုသူအပေါင်းတို့သည်တန်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍ဝိညာဉ်တော်သည်သူတို့အားပေးတော်မူသည့်အတိုင်းအခြားသောဘာသာစကားဖြင့်ပြောဆိုကြ၏လူမျိုးခြားများသည်တန်ရှင်းသောဝိညာဉ်တော်နှင့်နှစ်ချင်းခံပြီးတန်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောဘာသာစကားဖြင့်ပြောဆိုကြသည်မေလူမျိုးခြားတွေဘာဖြစ်သွားတာလဲခရစ်ယာန်ဘာသာဝင်များနှင့်သူတော်စင်များအားလုံးကိုတပ်ဖြတ်ခြင်းငွေကြေးအာဏာနှင့်ထိန်းချုပ်မှုတို့ကြောင့်မကောင်းသောရုပ်ပိုင်းဆိုင်ရာဖြောင့်မတ်သောယုံကြည်သူများသည်ယင်းတို့၏ကိုယ်ပိုင်အကျိုးစီးပွားအတွက်ဝိညာဉ်တော်ဖြောင့်မတ်သူများကိုတပ်ဖြတ်ခဲ့သည်တင်းအုပ်ဆရာများနှင့်ခေါင်းဆောင်များသည်လူမျိုးခြားများကြုံတွေ့နေရသည့်ဘေးဒုက္ခကိုနားမလည်ကြပုံရသည်အရာများကိုဖျားသခင်အမိန့်ဖြင့်လှုပ်ဆောင်သည်ထိုအမိန့်သည်ဖျားသခင်ထံတော်မှဖြစ်ပြီးယေရှုထံမှတပည့်များထံသို့ဖြစ်သည်ထို့ကြောင့်မဿဲ28-19တွင်တပည့်များအားတာဝန်ပေးအပ်ရခြင်းအကြောင်းရင်းမှာတို့ဖြစ်၍တွား၍လူမျိုးအပေါင်းတို့၏တပည့်ဖြစ်စေခြင်းကခမဲတော်သားတော်တန်ရှင်းသောဝိညာဉ်တော်၏နာမ၌နှစ်ချင်းပေးလျက်ကြောင်း20တဖန်ယေရှုကတင်တို့၌ငြိမ်သက်ခြင်းရှိစေတည်းခမဲတော်သည်ငါကိုစေလွတ်တော်မူသည့်အတိုင်းတင်တို့ကိုလည်းငါစေလွတ်၏တပည့်ခရိယန်များနှင့်စကားပြောခြင်းယေရှုသည်ခရိယန်များနှင့်သူတော်စင်များဟုခေါ်သောတပည့်များကိုစေလွတ်ခဲ့သည်တမန်တော်26တွင်တပည့်တဦးသည်ခရိယန်တဦးဖြစ်ပြီးတပည့်များကိုအန်ဒီအုတ်မြို့၌ခရိယန်များဟုခေါ်ရင်ခဲ့သည်ထို့ကြောင့်ခရိယန်များနှင့်သူတော်စင်များသာယုံကြည်သူများကိုအမှန်တရား၏ဝိညာဉ်တော်ရှိသူများဖြစ်သောကြောင့်အမှန်တရားကိုတွင်တင်ပေးနိုင်သည်ဟုတင်ပြောနိုင်သည်လုရှစ်9တဖန်တပည့်တော်တို့ကဤပုံဥပမာကအဘယ်သို့ဆိုလိုသနည်းဟုမေးတော်မူလျင်တဖန်တုံဖျားသခင်၏နိုင်ငံတော်၏နက်နဲသောအရာတို့ကိုတင်တို့အားသိစေခြင်းငါပေးသနာတော်မူတော်လဲကြံကျွင်းသောသူတို့အားမမြင်ရကြားနာ၍နားမလည်နိုင်ဟုပုံဥပမာများဖြင့်ပေးထားသည်ခရိယန်နှင့်သူတော်စင်များဖြစ်လာသောတပါးမျိုးသားများသည်လွန်ခဲ့သောနှစ်ပေါင်းရာနှင့်ချီ၍အသက်ခံခဲ့ရသောဘေးဒုက္ခဖြစ်သည်သူတို့ကိုအမှန်တရားကိုတွင်တင်ပေးမဲ့သူမရှိဘူးအဲ့ဒါကရေစရာလို့ထင်ရပေမဲ့အမှန်ပါပဲတက်ဖြတ်ပြီးနောက်တွင်ဂိုင်းကနများစတင်ခဲ့သည်ဘသူကမှအမှန်တရားကိုမသိလို့စတင်ခဲ့ကြတာပါသူတို့သည်လူသား၏ဝိညာဉ်အစိတ်ပိုင်းကြောင်းဘာမှမသိခဲ့ကြပေရုပ်ပိုင်းဆိုင်ရာကိုယ်ွယ်ချင်းကိုသာတည်သောကြောင့်ဂျူးများအတွက်ရင်းနှီးချင်းပေးခြင်းကိုစတင်ကြသည်အမှန်တရားကိုမသိဘဲတင်းအုပ်ဆရာများသည်ယောဟန်3:16နှင့်ပတ်သက်သည့်မှားယွင်းသောအချက်လက်များကိုသင်ကြားနေကြသည်အကြောင်းမူကားဖျားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏ကယ်တင်ခြင်း၏ခွင့်လွှတ်ခြင်းခံရလျင်ထာဝရအသက်ရမည်ဟုလူအများကပြောနေကြသည်အဲ့ဒါမမှန်ပါဘူးဂျွန်3:16သည်ယောဟန်3:5ကိုဤညွန်းသည်ယေရှုကငါအမှန်အကန်ဆိုသည်ကားယေနှင့်ဝိညာဉ်တော်မမွေးလျင်ဖျားသခင်၏နိုင်ငံတော်သို့မဝင်ရဟုမိန့်တော်မူ၏ရေမွေးဖွားခြင်းဆိုသည်မှာတင်သည်ခရစ်တော်၏ဝိညာဉ်တော်ကိုခံယူပြီး
ဝိညာဉ်တော်မှမွေးဖွားလာခြင်းကိုဆိုလိုသည်မှာတင်သည်ဖျားသခင်၏ဝိညာဉ်တော်နှင့်တမန်တရား၏ဝိညာဉ်တော်ကိုလက်ခံရရှိပြီဖြစ်သည်ဖျားသခင်၏နိုင်ငံတော်သည်ထာဝရအသက်ဖြစ်သည်ကျုံး3:16နှင့်ကျမ်း3ဟုငါနှစ်ခုစလုံးသည်တူညီသောသတင်းစကားများကိုဖော်ပြကြသည်စစ်မှန်သောခရိယန်ဟုသတ်မှတ်ကြသည်ဖျားသခင်၏နိုင်ငံတော်သို့ဝင်ရောက်ပြီးထာဝရအသက်ရရန်ခရစ်တော်၏ဝိညာဉ်တော်ဖျားသခင်၏ဝိညာဉ်တော်နှင့်အမှန်တရား၏ဝိညာဉ်တော်ရှိရမည်တင်သည်အလင်းစီသို့လာနေသလားသို့မဟုတ်အမှောင်ထဲတွင်နေပါသလား